ဘာလို့လဲခဏနားလေခဏရောက်ရင်ခဏကြောက်တဲ့စကားကြီးလာပြောတော့ကျုပ်တော်တော်တင်းတယ်ဟာ ကဲသူ့ထားလိုက်ငါဒီကောင်ကိုနည်းနည်းပညာပေးလိုက်ကွာနော်ကဲရောက်မင်းဓာတ်ပါမှာဓာတ် ကျွန်တော်ကဓာတ်မရှိပါဘူးကိုကြီး ဟမ်ဓာတ်မရှိ ဟုတ်ကဲ့ သူတို့ဓာတ်မရှိတဲ့ကောင်မင်းခေါ်လာသေးဟဲ့လားမင်းယုံပြီလားငါပြောတာ ရုံရင်ရောက်လက်ခံသွားပြီကွာအဲ့ဒါဆောက်ရှုပ်တော်တော်ခွဲခဲ့တယ်ငါဒီကောင်မနေ့ပြောထားတာ မင်းမပြောနဲ့ဟေ့ဟိုဘဲစီကဓာတ်အောင်မင်းတွားယူရင်တွား ကိုကျွန်တော်ဓာတ်မကင်ရဘူး ဟာ ဟုတ်ကဲ့ ဓာတ်မကန်ရဲဘူးဟာမင်းကဘလို့ကောင်းယုံကြည်ရလဲဟမ် အေးကွာတော်သေးတာပေါ့အသိဉာဏ်လို့ ကဲဟုတ်ပြီဓာတ်မကန်ရဲလို့တော့မရဘူးကွာဓမြဆိုတာဓာတ်ကန်ရဲရတယ်ဟုတ်ပြီနော်နောက်ပိုင်းငါတို့မပါဘဲနဲ့မင်းကိုယ်တိုင်ဓမြတိုက်စားလို့ရအောင်လို့မင်းကနေလန်းတစ်ခုတင်ပေးလိုက်မယ်မှတ်ထားနော်ဒါမင်းလည်းပညာရအောင်လို့ ဟုတ်တယ် မင်းဝင်တိုက်လို့ဥမာအိမ်ထဲမှာလူတွေပါလေရှိခဲ့ပြီဆိုရင်မှတ်ထားနော်လူတွေဒီလိုအရှိမှာပဲရှိမဟုတ်လို့ဒီလိုအနောက်မှာဒီကောင်လဲကွာစကားပြောပြီးဆုံးအောင်ပြောဟဲ့ဓမြတိုက်တယ်ဆိုတာလေတတိဟိုးအမြင့်ဆုံးမှာထားတယ်လူတက်တယ်ဆိုတာလေလက်ရှင်တယ်ငါပြောတော့ပေါ့ ဟုတ်ပါ အေးဟဲ့ငါဒီမှာစကားပြောနေတယ်ဒီပစ္စည်းပဲတော့ရှာဟဲ့ဂါရမ်းမသိကွာနေအေးနေငါပြောပြငါလူဘယ်လိုစတက်တာပါလဲမသိအဟိုးကြတော့ကောင်မလေးတယောက်ခုံနေတယ်ငါတို့နင်းနေတယ်သူကမရင်းကျင်လေးပေါ့အဲ့ဒါငါဘယ်လိုမရင်းကျင်လဲဒီတိုင်းကျင်ငင်းပါဆိုတော့ငါတို့အရင်တက်ပလိုက်တက်ပြီးတော့မှအဲ့လူစီကောင်ကမရင်းကျင်ပြီးတော့မှလောက်အစဖြောက်ရှင်းလားအေးဒီအိမ်ကလူအခုလိုးလာငါတို့လုံးမသိယောက်ျားလေးဆိုအကုန်ပိုင်းပြန်ဟဲ့မင်းလေးဆိုမရင်းကျင်တယ်ချင်းယောက်ျားလေးလိုပိုင်းမယ်သိရဟာမောက်ကအကုန်ဆွဲပိုင်းမယ်နောက်ရအောင် What the fuck bro လညာအဆောင်နဲ့မဟုတ်ပါငါဟာရှူ